ပုံမှန်တဲ့သချင်းဆိုမှဆိုရင်ဒီခလုတ်နဲ့ဆိုရတာကာလာဝေခလုတ်နဲ့ဆိုရတယ် F99 ဆောင်းကဖြစ်ပါတယ်ဒီဆောင်းကမှာဆိုရင်အတန်အဖက်ပေါ့နော်အတန်အဖက်ကတော့သူကတော့16တန်အောင်ပါပါတယ်ဒီလိုမျိုးတန်ဒါမျိုးလေးတွေပါတယ်အများကြီးပဲနော်အတန်တွေကတော့အများကြီးပါတယ်16တန်တော့ပါမယ်နော်နောက်ပြီးတော့ဆိုရင်ဒီဆောင်းကလေးမှာကျတော့ခလေးတန်လူကြီးတန်အတန်အကြီးသေးရစုစုပေါင်းသူက4တန်ပါတယ် Female voice ဒီလိုမျိုးတန်ပါမယ်နော်ကိုကဒီကိုရပင်ကိုအတန်မသုံးချင်ဒီလိုမျိုးတန်လေးသုံးလို့ရကြိုက်ပြီးတဲ့လက်ကုန်မှာပြီးတဲ့လုံးလိုက်တော့ညီလေးရေနော်ဒီလိုမျိုးတန်ပါမယ် Male voice ပြီးတော့ပြီးဆိုရင်ဒီလိုမျိုးတက်ပါမယ်တော့ဒါကတော့အတန်အတုလေးတွေဖြစ်ပါတယ် Lolly voice ဒီကနေ့ဆိုရင်ဒီလိုမျိုးခလေးတန်လေးတွေပါမယ်နော်ခလေးတန်လူကြီးတဲ့အတန်အကြီးသေးစုစုပေါင်း4တန်ပါတယ်ခလုတ်လုံးလေးကိုလေးချက်နှိပ်ပေးရတယ် Monster voice ပြီးတော့ပြီးဆိုရင်ဒီလိုမျိုးတက်ပါမယ်အဲ့လောက်ဝေလာဆိုမဟုတ်ဘူးသူ့မှာကြောင့် electric အတန်တော့ဒီအတန်ကြီးချင်းချင်းတဲ့သူတွေအတွက် electric တန်စုစုပေါင်း12တန်ပါတယ်စပွင့်မရတော့တာတဲ့ဘာတီများများဘာတီကြကြသွင်းထားလေနော်ဒါကတော့ electric အတန်တွေဖြစ်ပါတယ်ဒီလိုမျိုး electric အတန်အကြောင်းသူကစုစုပေါင်း12တန်ပါတယ်ဒီမှာ electric sound ဆိုတဲ့ခလုတ်ကိုပဲ12ချက်နှိပ်ပေးရတယ်အရင်ကမိုက်မယ်နော်အတန်တွေကကြတော့ကိုဘာအတွက်သုံးကျင်တာလဲကိုကျွမ်းကျင်တဲ့ဘဝမူတည်ပြီးတော့အတန်တွေအများကြီးပါတယ်ဒီ sound ကလေးမှာတယ်ဆက်အကြီးလေးမှာပါတယ်လိုမျိုးအတန်တွေစုံတယ်နော်အတန်ဒါကတော့ electric အတန်စုစုပေါင်းသူက12တန်ပါမယ်ပြီးတော့ပြီးဆိုကိုကဒီပုံမှန်တိုင်းသရှင်းဆိုမယ်ဆိုရင်သူ့မှာသရှင်းဆိုတဲ့အတန်တွေပါမယ်ပြီးတော့ပြီးဆိုရင်သူ့မှာသရှင်းဆိုမယ်ဆိုရင်ပုံမှန်တိုင်းသရှင်းဆိုမယ်ဆိုရင်ဒီမှာကာလာအိုကေခလုတ်ဒါကတော့ကာလာအိုကေအတန်ဖြစ်တယ်ဒါပုံမှန်တိုင်းသရှင်းဆိုမယ်ဆိုရင်ဒီခလုတ်နဲ့ဆိုရတာကာလာအိုကေခလုတ်နဲ့ဆိုရတယ်ပြီးတော့ပြီးဆိုကိုကဒီအတန်တွေပဲပြောင်းဆိုခြင်းနဲ့ဆိုရင်ဒါကတော့ MC အတန်နော်ဒီလိုမျိုးအတန်နဲ့ပါအောင်မယ်ပြီးတော့ပြီးဆိုရင်ပေါ့နော်ဒါကတော့ပေါ့ခလုတ်ဒီလိုမျိုးပေါ့အတန်ပါမယ်ပြီးတော့ပြီးဆိုရင်နောက်တစ်တလုံးက Pro Hello 1 2 3 hello နော်ဒါကတော့ Pro အတန်ဒီခလုတ်တွေအကုန်လုံးကဒါသချင်းဆိုတဲ့ခလုတ်တွေနော်ကိုကဘယ်ခလုတ်ကိုကြိုက်တယ်ဘယ်အတန်ကိုကြိုက်တယ်ကိုရွေးချယ်ပြီးဆိုလို့ရတယ်ပုံမှန်တိုင်းဆိုမှဆိုရင်ဒီကာလာအောက်ခေခလုတ်နဲ့ပဲဆိုရတာဖြစ်ပါတယ်ပြီးတော့ပြီးဆိုရင်ဒီမှာ recording studio အတန် Hello 1 2 3 hello အတန်တွေပါဖမ်းတဲ့အခါကျရင်ဒီ recording studio ဆိုတဲ့အတန်လေးကိုသုံးပြီးတော့ဖမ်းလို့ရတယ်ဒီခလုတ်လေးကိုသုံးပြီးတော့ဖမ်းလို့ရပါတယ်ပြီးတော့ပြီးဆိုရင် private sound နော်ဒါကတော့ကိုယ့်ရဲ့ normal အတန်ဘာအဖက်မပါဘူးနော်ကိုကဒီအတန်အဖက်တွေမသုံးချင်ဘူးဆက်နဲ့ပဲကိုယ့်ရဲ့ရိုးရိုးအတန်သုံးချင်နေဆိုရင်ဒီနော်ဒီ private sound ဆိုတဲ့ခလုတ်လေးကိုသုံးပေးရပါတယ်ဒီ sound ကဒီခလုတ်တွေကကိုကဒီခလုတ်အကြီးအသေးတွေအတန်အတုတွေနော်အရှားခလုတ်တွေနှိပ်ပြီးသွားပြီဆိုရင်ပုံမှန်တိုင်းပြန်ဖြစ်ရှင်နေဆိုရင်တော့ကိုကဒီကာလာအိုကွေဆိုတဲ့ခလုတ်လေးကိုပြန်နှိပ်ပေးရပါတယ်နော် hello 1 2 3 hello နော်အကြရင်သူကပုံမှန်အတန်တိုင်းဖြစ်သွားပါတယ်ပြီးသွားပြီဆိုရင်ဒီမှာသူ့ရဲ့ဒီဗီဒီမှာပေါ့နော်ဒီမှာအပေါ်တင်အောက်ရှာတဲ့ခလုတ်လေးနှလုံးထပ်ပါမယ်ဒီဘက်အစုံဆုံးကကျတော့တကောင်ကျော်အကမ်မနီနော်အကမ်မနီကကျတော့ဒီတရှင်းဖွင့်တဲ့အတန်ကိုဆောင်းကနိုင်ကြီးကိုအတိုးကျယ်လောက်တာဟုတ်တယ်မနော်နော်ဒါကတော့ဒီကိုတရှင်းဖွင့်ထားတဲ့ Bluetooth ရှိတ်ပြီးတရှင်းဖွင့်တဲ့ဖုန်းရဲ့အတန်ပေါ့နော်တရှင်းဖွင့်ထားမယ်ဆိုရင်ကိုကအတန်တိုးကျင်နေဆိုရင်ဆောင်းကနိုင်ကြီးရောဒီအကမ်မနီဆိုတဲ့ခလုတ်ကိုအတန်တိုးကျယ်လုပ်ပေးရတယ်ပြီးတော့ပြီးဆိုသူ့ရဲ့ဘေးနာကကျတော့ monitor ခလုတ်ကကျတော့ကိုယ့်ရဲ့နားထဲမှာတော့ကိုဖွင့်လိုက်တဲ့တခြင်းကအတန်အရန်ကျဲနေတာအတန်အရန်တိုးနေလားကိုယ့်ရဲ့မိုက်အတန်အရန်ကျဲနေတာအရန်တိုးနေလားပေါ့နော်အကြိုင်ကိုယ့်ရဲ့နားထဲမှာအတန်အတိုးကျဲကိုကိုလိုချင်တဲ့အတိုင်းကစားခြင်းနဲ့ဆိုရင်ဒီ monitor ဆိုတဲ့ခလုတ်လေးကိုအသုံးပြုပေးရပါတယ်နော်ဒီမှာတော့သူက Academy ရဲ့ monitor ရဲ့နှလုံးရှိပါတယ် okay ပြီးတော့ပြီဆိုဒီအလဲထဲမှာအလုံးကြီးနှလုံးရှိမယ်နော်ဒီဘက်ကနော်ညာဘက်ကခလုတ်ကကြောက်တာမိုက်အတန်ချဲတဲ့ခလုတ်ဖြစ်ပါတယ်နော် hello 1 2 3 hello နော်ဒါကတော့မိုက်အတန်အတိုးကျဲခလုတ်ဖြစ်ပါတယ်အလုံးကြီးနှလုံးနော်ပြီးတော့ပြီဆိုရင်ဘယ်ဘက်ကအလုံးပေါ့နော်ဘယ်ဘက်ကအလုံးကကျတော့ echo အလုံးဖြစ်ပါတယ် hello 1 2 3 hello နော်ဒါကတော့ F99 ဆောင်းကမှာပါတယ် echo အတန်ဖြစ်ပါတယ် hello နော်ဒါကတော့ echo အတန်ဖြစ်တယ် echo ဆိုရင်လည်းကိုကြိုက်တယ်လို့ချိန်လို့ရပါတယ် okay ပြီးတော့ပြီဆိုရင်သူအလဲထဲမှာနောက်ထဲမှာနော်တဲ့ခလုတ်လေးတွေ9လုံးထက်ရှိသေးပါတယ်အဲ့ဒီ9လုံးမှဆိုရင်တော့ဒီဘက်အစုံဆုံး3လုံးနော်ညာဘက်ကအစုံဆုံး3လုံးကကြတော့ဒါမိုက်အတန်နေနော်မိုက်အတန်အကြီးသေးလောက်တာဘစ်တန်နေပါတယ်ပေါ့နော်ဒီမိုက်အတန်3လုံးရှိတယ်ဒီကောင်လေးကကြတော့ဖြစ်နိုင်ရင်အကုန်လုံးတင်ပြီးတော့ဆိုလို့ရတယ်ဆက်ကနည်းနည်းသေးတာဖြစ်တဲ့အတွက်သူ့အတန်အကုန်တင်နေဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဒီ3လုံးကမိုက်3လုံးဖြစ်တယ်ဒီ3လုံးအကုန်တင်ပြီးထားလို့ရတယ်ပြီးတော့ပြီဆိုဒီ4လုံးမြောက်နော်4လုံးမြောက်ခလုတ်ကတော့အရင်အရေးကြီးပါတယ်ဒီကောင်ကကြတော့ recording ခလုတ်ဖြစ်ပါတယ်နော် recording ခလုတ်ဒီကောင်ကိုအကုန်ဖွင့်ထားမှသာကိုယ့်ဘက်ကပြောတဲ့အတန်တွေကို100 ရာခိုင်နှုန်း light ထဲကသူတွေကကြားရမှာဖြစ်တယ်။ကိုကဒီကောင်ကိုတိုးထားမယ်ဆိုရင် light ထဲမှာလည်းအတန်တိုးသွားလိမ့်မယ်။အကြံဒီ light ထဲကကြီးတဲ့သူတွေကဘလောက်ပဲအတန်တင်ကိုယ့်ဘက်ကတိုးထားတာဖြစ်တဲ့အတွက်သူတို့ဘက်မှာအတန်တိုးနေလိမ့်မယ်။နော်
ဒါကတော့ recording ခလုတ်ဖြစ်ပါတယ်ဒီကောင်ကအမြဲတမ်းအသေးအကုန်ဖွင့်ပေးထားရပါတယ်ပြီးတော့ပြီဆိုရင်ဒီဘက်အစုံဆုံးကကြတော့သူကကြတော့ဒီဘာခလုတ်လဲသူက special အဖက်ပေါ့နော်ကိုယ့်ရဲ့အတန်ကိုပို့ပြီးတော့ပုံမှန်ထက်ပိုကောင်းအောင်လုပ်ပေးထားတဲ့ခလုတ်ဖြစ်ပါတယ်သူ့ကိုလည်းအကုန်ဖွင့်ထားပေးလို့ရပါတယ်ခင်ဗျာโอเคပြီးတော့ပြီဆိုရင်ဒီဘက်မှာနော်ညာဘက်အစုံဆုံးမှာဆိုနောက်ထပ်ဒီမှာနှလုံးတန်းလေး6လုံးရှိမယ်သူတို့ကကြတော့ဒီအောက်ဆုံးကအတန်းမှာဆိုရင်ဒီမှာအစိမ်းရောင်လေးမီးလေးဖွင့်လိုက်ပေးလိုက်ဖြစ်နေတယ်ဒီနဲ့စထားတဲ့ခလုတ်လေးဒီခလုတ်လေးကကြတော့ဒါအပြင်တန်ကြီးပေါ့နော်ကိုယ့်ရဲ့ပန့်ကားတန်လေးတန်လေးအခြားတန်တွေမဝင်အောင်လို့အပြင်တန်ကြီးကာပြီးထားတဲ့ခလုတ်လေးဖြစ်ပါတယ်တစုံကိုဘလောက်လဲတဲ့ဒီဆက်လေးကတော့အစုံလိုက်ကိုမှ600ကျော်လေးပဲရှိပါတယ်ညီလေးရေကိုထေးရေရှင်းအောင်ထဲမှာဝင်ဝယ်လို့ရပါတယ်ခင်ဗျာတော့ပြီးသွားပြီဆိုရင်သူ့မှာကျတော့ဒီ BT ခလုတ်လေးရှိမယ်နော်ဒီ BT ခလုတ်လေးကကြတော့ဒါ Bluetooth ခလုတ်ဖြစ်ပါတယ်နော်ဒီကောင်လေးက set power ဖွင့်တာနဲ့ auto အုံမီတာဖြစ်ပါတယ်နော် auto ဖွင့်ပေးပြီးသားဖြစ်တယ်သူ့ကိုသွားပြီးမပိတ်လိုက်ပါနဲ့နော်ပိတ်လိုက်တဲ့ခါကျရင်ကိုဖုန်းထဲမှာ Bluetooth တခြားတဲ့ခါကျရင် Bluetooth ထွက်မှာမဟုတ်တော့ဘူးနော်အကယ်ကိုကပိတ်မိသွားတယ်ဆိုရင်သူ့ပြန်ဖွင့်ပေးမှုမမေ့ပါနဲ့တကောင် Bluetooth ခလုတ်ဖြစ်ပါတယ်ပြီးသွားပြီဆိုရင်သူ့ရဲ့အပေါ်ကနှလုံးပေါ့နော်သူ့ရဲ့ပေါ်နှလုံးကကြတော့ဒီမှာတော့ internet play ဆိုတဲ့ခလုတ်လေးရှိပါတယ်နော်ဒီကောင်လေးကကျတော့အတန်နှစ်ထပ်ဖြစ်တာကိုကာကွယ်ပေးတာဖြစ်ပါတယ်အကယ်ကိုရဲ့အတန်လေးကနှစ်ထပ်ဖြစ်နေတယ်ဆိုရင်ဒီကောင်လေးကိုဖွင့်ပေးပါတချို့ဖုန်းလေးမှာဆိုပိတ်ပေးရပါတယ်ပြီးသွားပြီဆိုရင်ဒီမှာသူ့ရဲ့ဘီနာဒီနဲ့စားနဲ့နောက်ခလုတ်လုံးရှိမယ်နော်အကောင်ကကြတော့ဒီလိုမျိုးဖြစ်ပါတယ်ကိုတရှင်းဖွင့်ပြီးစကားပြောမယ်တော့တရှင်းဖွင့်ပြီးစကားပြောမယ်သူ့နှိပ်လိုက်မယ်ကိုတရှင်းဖွင့်ပြီးစကားပြောတဲ့ခါကျတရှင်းတန်ကြီးအော်တိုတူးသွားပြီးတဲ့ခလုတ်လေးဖြစ်တယ်တော့ကိုစကားပြောတရှင်းတန်အော်တိုတူးသွားတယ်ကိုစကားပြောဆိုတရှင်းတန်အော်တိုပြန်တက်လာတယ်ဒါမျိုးလေးကြိုက်တယ်ဆိုရင်လည်းဒီကောင်လေးကိုသုံးလို့ရတယ်ကိုကဒီပုံမှန်တိုင်းတချင်းပြန်ဖွင့်တာပဲဖြစ်ဖြစ်ပြန်နှားထောင်တာပဲဖြစ်ဆိုရင်တော့သူ့ပြန်ပိတ်ပြီးရပါတယ်ဒါဆိုရင်တချင်းတော့မလိုရတော့ဘူးโอเคပြီးသွားပြီဆိုရင်နောက်ထပ်သူ့မှာအပေါ်မှာနှလုံးရှိပါသေးရဲ့เนาะအပေါ်ကနှလုံးကကြတော့ဒီမှာ e ပုံစံလေးနဲ့เนาะဒီဘက်ကเนาะအတွင်းကခလုတ်လေးကကြတော့ညာဘက်ကခလုတ်လေးကကြတော့ဒါအဆူတော်တန်ဖြောက်တဲ့ခလုတ်ဖြစ်ပါတယ်เนาะဒီ F99 မှာလည်း F93 လုံးမှာလည်းအဆူတော်တန်ဖြောက်တဲ့ခလုတ်ပါပါတယ်ဒီအစုံစောခလုတ်လေးကအဆူတော်တန်ဖြောက်တဲ့ခလုတ်ဖြစ်ပါတယ်ပြီးရင်ဒီဘက်ကတစ်လုံးကကြတော့ဘယ်ဘက်ကအစုံစောခလုတ်ကကြတော့မြူးခလုတ်ဖြစ်ပါတယ်ဒီမြူးခလုတ်လေးကကြတော့သူ့ကိုပုံမှန်တိုင်းပဲပြန်နှားထောင်ကြည့်နေဆိုရင်ပြန်ပိတ်ပြီးရတာဖြစ်ပါတယ်เนาะโอเคပြီးတော့ပြီဆိုရင်ဒီမှာเนาะနောက်တဲ့ power ခလုတ်လေးရှိပါမယ်ဒီကတော့ power ခလုတ်လေးဖြစ်ပါတယ်ဒါတော့ range သိပါတယ် power ဖွင့်ချင်နေဆိုရင်ဒီကောင်လေးကြာဖိထားပေးရပါတယ် power ပိတ်ချင်နေဆိုရင်လည်းဒီကောင်လေးကိုကြာဖိပြီးထားပေးရပါတယ်ခင်ဗျာเนาะဒါကတော့ F99 ဆောင်းကလေးဖြစ်ပါတယ်ဒီဆောင်းကမှာဆောင်းကရဲ့ screen ပေါ်မှာရှိတဲ့ခလုတ်တွေရဲ့အကြောင်းတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာเนาะလိုချင်တဲ့ညီကိုလေးတွေကကြတော့ဒီရှင်းတောင်းထဲမှာဝင်လို့ရပါတယ်เนาะအစုံလိုက်ကိုမှ600ကျော်ပဲရှိပါတယ်ခင်ဗျာ